တွေလိမ့်ပြီးလို့ရှိရင်လမ်းဆောင်လာပြီးလို့ဖြစ်နေအနက်လေးကမွမွေတင်တင်လေးအိမ်ကကြောင်လိမ့်ပေးရမှာမလဲအိမ်ကကြောင်ပေါ့ဘူးဟဲ့လိမ့်ပြကြီးရောလိမ့်ပြအောင်လိမ့်အရမ်းမွေးတယ်အနက်လေးအရမ်းမွေးတယ်ဒီဟာလေးကလေသူကဒီအိုးမိုင်စေးရဲ့ဒီစီရာလေးကိုလေမင်းတို့တစ်စက်ကလေးမနဲ့တစ်စိမ်နားစိမ်လေးလိုက်တာတော့လုံးဝတင်းတင်းကလေးအရမ်းဆဲဆောင်မှုရှိရမင်းတို့အဲ့ဒါလိမ့်ပြီးသွားပြီကိုအဲ့ဒါလိမ့်လိုက်ပြီဆိုအဲ့လိမ့်ပြရဲ့ကြွက်သားတွေကိုပါတန်ပါစေတယ်ကွာအဲ့ဒါလေသူကကျင်းကျင်မွေလေအမျိုးသမီးတွေတုံးမဲ့ဆိုရင်ကျင်းမယ်ကျစ်မယ်မွေးမယ်ကျင်းကျင်မွေပြီးသူကဆဲဆောင်မှုအရမ်းတိုးတယ်ချစ်လက်ပြီးတော့သူကတင်းရင်းစေတယ်ဒီတိုင်းကဘက်လက်ပိုင်းလိုက်ပြောချင်တာကဒီတရားနော်အိုးမိုင်စင်ရဲ့ဒီဟာလေးကအမျိုးသမီးတွေလက်ပြတယ်အဲ့ဒါလေးကိုမနဲ့တစ်ချိန်ညတစ်ချိန်လေးလုံးဝတင်းရင်ချစ်လက်ပြီးတော့ကွာပြအတောင်မှပြန်ပြီးတော့လှပါပြီးဖြားပြန်ကြိုင်နေပိုက်ကုန်နဲ့ဆွဲဖမ်းတာ